အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ AKH အနာဒိမ့်ဘန် channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးချင်တဲ့အကြောင်းအရာလေးကတော့ဆိုဟန်ယိုဟွန်ဒါရဲ့ဘဝဆက်ကြောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာအသက်15နှစ်မှာကျောင်းသားလိုက်တာဟာပညာမတက်မြောက်သေးတဲ့သူတစ်ယောက်အတွက်တော့အနာဂတ်ကင်းမဲ့သွားတယ်လို့ထင်မြင်နိုင်ပါတယ်ဒါပေမဲ့ဒီရွေးချယ်မှုဟာနောက်တွင်ကမ္ဘာလုံးဆိုင်ရာအင်ပါယာတစ်ခုကိုတည်ဆောက်သွားမယ်ဆိုဟန်ယိုဟွန်ဒါရဲ့အစပြုခြင်းပါပဲယခုလိုမော်တော်ကားနဲ့ဤပညာကဘာကိုပြန်လည်နိုင်တဲ့သူတစ်ယောက်ဟာတစ်ချိန်ကစစ်ပွဲတွေကြောင့်အိမ်မက်တွေကိုဖျက်ဆီးခံခဲ့ရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့သူကတော့လက်နက်ကင်ပြီးရင်ဆိုင်ဖို့အတွက်ဆုံးဖြတ်ခဲ့တဲ့သူမျိုးမဟုတ်ပါဘူး။သူ့ပုံစံကဒီငြိမ်ပြီးတော့အမုန်းနဲ့မဟုတ်တဲ့တော်လန်ရေးမျိုးပါပဲ။ဟွန်ဒါဟာဘယ်ဘဲသမားတစ်ယောက်ရဲ့တားတစ်ယောက်တာဖြစ်ပါတယ်။ဟွန်ဒါဟာစူးစမ်းရှင်တဲ့စိတ်နဲ့လက်တွေ့စမ်းသပ်မှုတွေကပဲသူ့ရဲ့အနာဂတ်ကိုတည်ဆောက်ပေးနိုင်ခဲ့ပါတယ်။သူ့ဇလန်းဟာခံနိုင်ရရှိမှုနဲ့တီထွင်ဖန်တီးမှုရဲ့တက်သေးအဖြစ်တည်ရှိနေခဲ့ပါတယ်။မမြင်ရသေးတဲ့အနာဂတ်ကိုကြောက်လန့်ခြင်းမရှိဘဲနဲ့တဦးထဲနဲ့တီထွင်ဖန်တီးမှုတွေကိုပြုလုပ်ခဲ့ပြီးတော့ယနေ့လိုဟွန်ဒါဆိုပြီးဖြစ်တည်လာခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ဆိုဟန်ယိုဟွန်ဒါကို1906ခုနှစ်ဂျပန်နိုင်ငံရှီဆူယူကာတိုင်းတန်နူယိုမြို့မှာမွေးဖွားခဲ့ပြီးစပိန်ပြုပြင်တဲ့ဘပဲသမားတစ်ယောက်ရဲ့သားတစ်ယောက်တာဖြစ်ပါတယ်ခင်ဗျာ။သူဟာရိုးရှင်းတဲ့မိသားစုကမွေးဖွားလာတဲ့သူတစ်ယောက်ဖြစ်ပြီးတော့စက်ပစ္စည်းတွေကိုတေချာစူးစမ်းလေ့လာတတ်တဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။ဟွန်ဒါဟာသူ့အဖေရဲ့အလုပ်တွေကိုစိတ်ဝင်စားလာခဲ့ပြီးတော့ကလတ်ထိုင်ကနေစပြီးတော့တစ်သားနဲ့တက်တုအပိန်းစတီးနဲ့ပုံတူပါဖို့အတွက်စူးစမ်းခဲ့ပါတယ်။ကားတစ်စီးကိုပထမဆုံးမြင်လိုက်တဲ့အချိန်မှာတော့စက်ပစ္စည်းနဲ့ပတ်သက်ပြီးပုံမဆွဲလန်းသွားခဲ့ပါတော့တယ်။ဟွန်ဒါဟာအသက်15နှစ်မှာပဲကျောင်းသားလိုက်ပြီးတော့တိုကျိုမြို့ကိုတယောက်ထဲသွားပြီးတော့အက်ရှိုကီယာဆိုတဲ့နာမည်ကြီးကားဝါ့ရှော့တစ်ခုမှာအလုပ်သင်အဖြစ်စတင်လေ့လာခဲ့ပါတယ်။သူဟာတခြားသင်တန်းသားတွေနဲ့မတူပဲသူဟာတေချာစူးစမ်းတယ်လေ့လာတယ်ပြီးတော့ကိုယ်တိုင်လုပ်ကြည့်တယ်။သူဟာတကယ်လက်တွေ့လုပ်ရင်းနဲ့စပိန်ကားပြင်ကားတွေအပေါ်စိတ်အားထက်သန်ပြီးသိပ္ပံနည်းပညာကိုသဘောကျလာပြီးဒီပလိုမာမရှိပေမဲ့တကယ်ကိုကျွမ်းကျင်တဲ့အင်ဂျင်နီယာတစ်ယောက်ဖြစ်လာခဲ့ပါတော့လေဟွန်ဒါဟာသူ့ရဲ့နည်းပြနဲ့အတူအစောပိုင်းပြင်ကားရှေ့ပြေးပုံစံများကိုလှုပ်ဆောင်ကားတွေကိုပြုပြင်မွမ်းမံခဲ့တယ်ဒါဟာနည်းပညာတတ်မဟုတ်ဘဲနဲ့တီထွင်ဖန်တီးမှုစွန့်စားမှုတွေဖြစ်ခဲ့ပါတယ်ဟွန်ဒါအတွက်တော့ကားကိုတောင်ဟာတက္ကသိုလ်တစ်ခုပါပဲ6နှစ်အကြာပညာသင်ပြီးတဲ့အခါမှာဟွန်ဒါဟာပုံမှန်စက်ပြင်စာတရားမဟုတ်တော့ပဲပြဿနာဖြေရှင်းသူဖန်တီးသူအမြင်ရှိသူတစ်ယောက်ဖြစ်လာခဲ့ပါတယ်တက္ကသိုလ်ဘွဲတွေလည်းမရှိစက်မှုသိပ္ပံလက်မှတ်တွေလည်းမရှိဘူးဒါပေမဲ့သူ့မှာတော့ကျွမ်းကျင်မှုတွေလုပ်ငန်းကျွမ်းကျင်မှုတွေစွမ်းဆောင်ရည်ကောင်းတွေရှိနေခဲ့ပါတယ်အဲ့လိုဖန်တီးနိုင်စွမ်းတွေအမျှော်မြင်ရှိတာတွေလုပ်ငန်းကျွမ်းကျင်မှုတွေစွမ်းဆောင်ရည်ကောင်းတွေရှိတာကြောင့်သူကိုယ်တိုင်စွန့်စားဖို့အတွက်အချိန်ရောက်လာခဲ့ပါတော့တယ်အသက်22နှစ်မှာဟွန်ဒါတယောက်ကားဝါ့ရှော့မှာစီမံခန့်ခွဲရေးတာဝန်ကိုယူခဲ့ပြီးတော့ပုံမှန်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းနဲ့မတင်းတိုင်နိုင်တော့ပဲလုပ်ငန်းတိုးချဲ့ဖို့အတွက်လမ်းတစ်ကိုဖောက်ရှင်နေခဲ့ပါတယ်သူ့ရဲ့စီမံခန့်ခွဲမှုတွေကြောင့်ကားဝါ့ရှော့ဟာစမ်းသပ်မှုတွေပြုလုပ်နိုင်တဲ့နည်းပညာဌာနလေးတစ်ခုဖြစ်လာခဲ့ပါတော့တယ်အင်ဂျင်ပြုပြင်ခြင်းကိုယ်ထဲဒီဇိုင်းပြောင်းခြင်းနဲ့စွမ်းအင်ထုတ်လုပ်မှုပုံစံမျိုးစုံကိုစမ်းသပ်ဖန်တီးခဲ့တယ်။ကုန်ကျန်းပစ္စည်းနဲ့ဉာဏ်ပညာပေါင်းစပ်ပြီးတော့ပြင်ကားကိုယ်ထဲတွေကိုထုတ်လုပ်နိုင်တဲ့အထိတိုးတက်လာခဲ့ပါတယ်။1936ခုနှစ်မှာတော့သူ့ရဲ့လုပ်ဖို့ကင်ဖက်တဦးနဲ့အတူစားတစ်လေယာဉ်အင်ဂျင်နဲ့ပြင်ကားတစ်စီးကိုဒီဇိုင်းရေးဆွဲခဲ့ကြပါတယ်။ဒါဟာသူ့ဘဝအတွက်စွန့်စားမှုတွေတဲကတစ်ခုဖြစ်လာခဲ့ပါတော့တယ်။အဲ့ဒီပြင်ကားနဲ့ဂျပန် Speed Rally ဆိုတဲ့ပြိုင်ပွဲကြီးမှာဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးတော့ဟွန်ဒါဟာတွဲဖက်ရင်မောင်းအဖြစ်ပါဝင်ခဲ့ပါတယ်။ဒါပေမဲ့ပြိုင်ပွဲမှာတိုက်ခိုက်မှုကြောင့်အလွန်ပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပြီးတော့တိတ်လူနီးပါးအထိဖြစ်ခဲ့ရပါတယ်။ကားလည်းတစ်စီးလုံးပျက်စီးသွားခဲ့ပါတယ်။အဲ့လိုဖြစ်ခဲ့ပေမဲ့လည်းဟွန်ဒါဟာသူ့ရဲ့စွန့်စားခြင်းတဲ့စိတ်ကိုတော့မဖြောင့်နိုင်ခဲ့ပါဘူး။ဟွန်ဒါဟာပြင်ကားမအောင်မြင်ခဲ့တာကြောင့်အောင်မြင်တဲ့ဆက်နဲ့နည်းပညာကိုတည်ဆောက်ဖို့အတွက်စိတ်ပြောင်းသွားခဲ့ပါတယ်။နာဂတ်ကောင်းတစ်ခုကိုဖန်တီးဖို့လက်နဲ့လုပ်ဉာဏ်နဲ့ဖန်တီးဆိုတဲ့အယူဆနဲ့ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။နေ့အနေငယ်တွင်မှာပဲသူဟာသူ့ရဲ့ပထမဆုံးလုပ်ငန်းဖြစ်တဲ့တိုကိန်စကီကိုစတင်တည်ထောင်ခဲ့ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့အင်ဂျင်ထဲမှာအရေးကြီးတဲ့ piston ကွင်းကိုအမြင့်မားဆုံးတိကျမှုနဲ့ထုတ်လုပ်ဖို့ပဲဖြစ်ပါတယ်။
ဒီပစ္စည်းတွေကိုတိုရိုတာလိုထင်ရှားတဲ့ကားကုမ္ပဏီကိုတင်သွင်းဖို့အတွက်ရည်ရွယ်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့သူ့ရဲ့ထုတ်ကုန်တွေကစက်မှုလုပ်ငန်းအတွက်ထိကြမှုမရှိတာကြောင့်ညှင်းပယ်ခြင်းကိုခံခဲ့ရပါတယ်ဒါပေမဲ့ Honda ကတော့ထပ်မံတိုးတက်အောင်လို့လှုံ့ဆော်ခဲ့ပါတယ် Honda ဟာတက်တုဗေဒနဲ့စက်မှုနည်းပညာဆိုင်ရာအသိပညာကိုပုံမနားလည်ရန်အတွက်ဒေတာတွင်းကနည်းပညာအကြောင်းမှာပညာသင်ခဲ့ပါတယ်ဒါပေမဲ့သူဟာ theory တွေပေါ်မှာစိတ်ဝင်စားခြင်းမရှိပဲလက်တွေ့ထုတ်လုပ်မှုအတွင်းမှာပြဿနာများကိုဖြေရှင်းနိုင်သောနည်းလမ်းကိုသာရှာဖွေလိုနေတာပဲဖြစ်ပါတယ်ခင်ဗျာအစာပိုင်းမှာတော့စမ်းသပ်မှုတွေနဲ့မအောင်မြင်မှုတွေများစွာကြုံတွေ့ခဲ့ရပေမဲ့သူဟာမရေမတွက်နိုင်လောက်အောင်စူးစမ်းပြီးလုပ်ငန်းကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့ပါတော့တယ်သူရဲ့ကုမ္ပဏီဟာတိုရိုတာကုမ္ပဏီနဲ့စာချုပ်ဆိုနိုင်ခဲ့ပြီးတော့ဗန်ဒါရေးပိုင်းအောင်မြင်မှုနဲ့ယုံကြည်စိတ်ချမှုတွေကိုထိမ့်သိမ်းလာနိုင်ခဲ့ပါတယ်Honda ဟာသူ့အသက်30အစောပိုင်းမှာစက်များကိုပုံမှုတည်ဆောက်နိုင်ကြောင်းသက်သေပြနိုင်ခဲ့ပြီးတော့စီးပွားရေးလုပ်ငန်းများကိုလည်းထူထောင်လာနိုင်ခဲ့ပါတယ်။သူဟာအနောက်တိုင်းစံနှုန်းများကိုအတုမီပဲသူ့ရဲ့ပုံစံကိုကိုယ်တိုင်ဖန်တီးနိုင်ခဲ့ပါတယ်။စမ်းသပ်မှုတွေနဲ့မအောင်မြင်မှုတွေကြားကနေဖန်တီးလာနိုင်ခဲ့ပြီးကုမ္ပဏီကြီးအဆင်ပြေလာချိန်မှာစစ်ပွဲတွေဟာမုန်တိုင်းလိုပေါ်ပေါက်လာခဲ့ပါတော့တယ်။ဒုတိယကမ္ဘာစစ်ကဂျပန်နိုင်ငံကိုလုံးဝနှင်းမြုပ်စေခဲ့ပြီးတော့ Honda ရဲ့လုပ်ငန်းတည်ဆောက်မှုအလုံးဟာလည်းစစ်ဘေးအောက်မှာပြိုကျသွားနိုင်သောအခြေအနေသို့ရောက်လာခဲ့ပါတော့တယ်။အစိုးရမှစက်မှုလုပ်ငန်းများကိုစစ်ပတ်ထုတ်လုပ်မှုအတွက်သုံးရန်စီမံချက်တွေထည့်သွင်းလိုက်ပြီး Honda ရဲ့စက်ရုံလည်းလေယာဉ်အင်ဂျင်အပိုပစ္စည်းတွေထုတ်လုပ်ရန်စတင်ခဲ့ရပါတော့တယ်။ဒီလိုနဲ့လုပ်ငန်းဟာအချိန်ရလာခဲ့ပြီးတော့အမှားစာများတိုးလာပြီးလုပ်သားအင်အားများကိုလည်းတိုးရှင်းလာနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းဒီကြွယ်ဝချမ်းသာမှုတွေဟာအစိုးရထိန်းသိမ်းမှုအောက်မှာရှိနေတဲ့အတွက်အစိုးရရဲ့ထိန်းချုပ်မှုအောက်မှာအလုပ်လုပ်ရသော Honda အတွက်ဟာတင်းကျပ်သောသတ်မှတ်ချက်များကိုလိုက်နာပြီးတောင်းဆိုချက်များကိုအပြောင်းအလဲပြုလုပ်ရန်လိုအပ်လာခဲ့ပါတယ်။1944ခုနှစ်မှာအမေရိကန်တပ်ဖွဲ့တွေဟာဂျပန်နိုင်ငံတဝန်းရှိစက်မှုအခြေခံအဆောက်အဦများကိုတိုက်ခိုက်ခြင်းများစတင်ခဲ့ပြီးတော့ Honda ရဲ့အဓိကစက်ရုံဟာလည်းတိုက်ခိုက်မှုတွင်လုံးဝပြိုကွဲသွားခဲ့ရပါတော့တယ်။စစ်ပွဲများဆက်တိုက်ဖြစ်နေချိန်1945ဇန်နဝါရီလမှာမြင်းငလင်ကြီးတစ်ခုလောက်ခတ်ခဲ့ပါတယ်။စစ်ပြီးချိန်မှာ Honda ရဲ့စက်ရုံကမီးလောင်သွားပြီးတော့ဖုံမုံဖြစ်တာကြန့်ရှိခဲ့ပါတော့တယ်။ဒါဟာတချိန်ကစက်မှုလုပ်ငန်းရှင်ကြီးတယောက်ဖြစ်တဲ့ Honda အတွက်အရန်ကိုနာကျင်စရာဖြစ်စေခဲ့ပြီးတော့နောက်ဆုံးထိုးနှက်ခံလိုက်ရတယ်လို့တောင်ဖြစ်ခဲ့ပါတယ်။စက်ရုံမရှိတော့ဘူးဝင်ငွေလည်းမရှိတော့ဘူးကြံနေခဲ့တာတွေကတော့အပျက်စီးတွေပါပဲ။ဒါပေမဲ့သူဟာစိတ်တက်မကြခဲ့ပါဘူး။စဉ်းစားတတ်တဲ့သူတယောက်ဆိုတော့အဲ့ဒီအပျက်စီးတွေကိုကိုယ်တိုင်စီစဉ်ပြီးကြံရှိနေတဲ့ပစ္စည်းအနှဲငယ်ကိုတိုရိုတာစီကိုရောင်းချခဲ့ပါတယ်။အဲ့ဒီအချိန်ဂျပန်နိုင်ငံမှာစားနပ်ရိက္ခာချပါလာပြီးမျောလင်းချက်ရှာဖွေဖို့ခက်ခဲတဲ့အချိန်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ Honda ဟာအတိတ်မှပိတ်မိနေပဲအနာဂတ်အတွက်ပြင်ဆင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Honda ဟာအတိတ်မှပိတ်မိနေပဲသူ့ကိုယ်သူပြန်ဖြစ်လာအောင်မျိုးဆွေတွေစတင်ဆက်ပြိုးပြီးစတင်ခဲ့ပါတော့တယ်။1946ခုနှစ်မှာ Honda ဟာသူ့မှာရှိတဲ့ငွေနှဲငယ်နဲ့ Hamamatsu မြို့ထဲမှာHonda Technical Research Institute ကိုစတင်တည်ထောင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူ့ရဲ့အဖွဲ့ဝင်ဟာ12ယောက်သာရှိနေခဲ့ပါတယ်။ရုံခန်းလည်းမရှိပစ္စည်းတွေကလည်းစွန့်ပစ်ထားတဲ့စစ်သုံး generator တွေထဲကအင်ဂျင်တွေကိုဖောက်ထုတ်ပြီးအသုံးပြုခဲ့ရပါတယ်။ Honda ရဲ့စစ်ကူဟာရိုးရှင်းပါတယ်။အဲ့ဒီအင်ဂျင်တွေကိုစပိုင်းတွေပေါ်မှာတက်ပြီး version အသစ်ကိုထုတ်လုပ်ခဲ့ပါတယ်။ဒီလိုနဲ့ Honda တို့အဖွဲ့ဟာဒီဇိုင်းတွေကိုတိုးတက်အောင်ပြုပြင်တိုးမြင့်ပြီးတော့တက်စီစနစ်ကိုပုံမှန်ကောင်းမွန်အောင်လုပ်ခဲ့ပါတယ်။ဒီလိုနည်းပညာကိုအခြေခံပြီးတော့အသေးစားစက်မှုလုပ်ငန်းဟာလည်းအောင်မြင်လာခဲ့ပါတယ်။ဒါပေမဲ့လည်းနည်းပညာတစ်ခုတည်းနဲ့မလုံလောက်ခဲ့ပါဘူး။စီးပွားရေးဖွဲ့စည်းပုံလည်းလိုအပ်နေပါသေးတယ်။အဲ့ဒီအချိန်မှာပဲစီးပွားရေးသမားတဦးဖြစ်တဲ့ Tio Fujisawa ဟာ Honda ရဲ့ဘဝထဲကိုဝင်လာခဲ့ပါတော့တယ်။1948ခုနှစ်မှာသူတို့နှစ်ယောက်ပေါင်းပြီးတော့ Honda Motor Company ကိုစတင်တည်ထောင်ခဲ့ပါတော့တယ်။ Honda ကဒီဇိုင်းနဲ့အင်ဂျင်နီယာပိုင်းကိုတာဝန်ယူခဲ့ပြီးတော့ Fujisawa ကတော့ဘဏ္ဍာရေးလေပတ်မှုတိုးချဲ့မှုဗျူဟာတွေကိုကိုင်တွယ်ခဲ့ပါတယ်။ Honda ရဲ့ပထမဆုံးထုတ်ကုန်ကကားမဟုတ်ပါဘူး။ Motorcycle Model A ဖြစ်ပါတယ်။အဲ့ဒါကအသေးစားနှစ်ချက်အင်ဂျင်နဲ့ချုံးမွေစာလေပတ်နေတဲ့ model ပဲဖြစ်ပါတယ်။ဈေးသက်သာပြီးအသုံးဝင်တာကြောင့်ဈေးကွက်မှာသဘောကျတဲ့ထုတ်ကုန်တစ်ခုဖြစ်လာခဲ့ပါတယ်။ဝယ်လိုအားများလာတာနဲ့အမျှ Honda ဟာစစ်သုံး generator များကိုထပ်မသုံးတော့ဘဲကိုယ်တိုင်အင်ဂျင်ထုတ်လုပ်ဖို့စတင်ခဲ့ပါတော့တယ်။ Honda ရဲ့စက်မှုခေတ်ထိုးဖောက်နေတဲ့အချိန်မှာသူတို့ထုတ်တဲ့စပိုင်းတွေဟာဝန်ဖန်ခံခဲ့ရပါတယ်။လူများကစူညံတယ်လို့ပြည့်ရပြူကြပြီးတော့သတင်းစာတွေကဒေါသထွက်နေတဲ့ပြားအောင်လို့အတန်ထွက်တယ်ဆိုပြီးအရှုံးဖောက်ခဲ့ကြပါတယ်
ဟွန်ဒါဟာဒီလိုဝေဖန်ပြောဆိုမှုတွေကိုကြိုဆိုခဲ့ပါတယ်လူတွေဒီလိုပြောနေတာဟာသူ့ကိုစောင့်ကြည့်နေတယ်လို့သူကယူဆလိုက်ပါတယ်လတွေကြာလာတဲ့အမျှသူဟာဒီဇိုင်းတွေကိုတစ်ခါပြုပြင်ခဲ့တယ်ဘာချင်းတစ်ခုစီကိုပေါ်ပါတက်ဆက်ပြီးပုံမူတည်ငြိမ်အောင်ကြိုးစားခဲ့တယ်အဲ့လိုနဲ့ဟွန်ဒါအင်ဂျင်ဟာစတင်အကောင့်ထဲပေါ်လာခဲ့ပြီးတော့1958ခုနှစ်မှာစူပါကတ်ကိုစတင်မိတ်ဆက်နိုင်ခဲ့ပါတယ်ဒါဟာစင်ကယ်တင်မဟုတ်ပဲသိငယ်တယ်ပေါ့ပါတယ်စီစားတက်တာတယ်စီးရလွယ်တယ်နောက်ထပ်အရေးကြီးတာတစ်ခုကတော့စီမီအော်တိုမက်တစ်ကီယာပါဝင်တာပဲဖြစ်ပါတယ်ဒါကကလပ်မလို့အတော့ဘူးဆိုတော့အမျိုးသမီးတွေတက်ကြီးရွယ်အိုတွေတောင်ခက်ခဲမှုမရှိပဲစီးနေနိုင်အောင်လုပ်ထားတဲ့ဒီဇိုင်းပဲဖြစ်ပါတယ်ဒီအရာဟာလူတိုင်းကိုစင်ကယ်တစီရရှိစေလိုတဲ့ရည်ရွယ်ချက်ကြောင့်ပဲဖြစ်ပါတယ်ခင်ဗျာဒီစင်ကယ်ဟာចောင်းသားတွေဆရာတွေရုံးဝန်ထမ်းတွေနဲ့မိသားစုတွေအတွက်ဖြစ်လာခဲ့ပါတယ်ဟွန်ဒါရဲ့စူပါကတ်မော်တော်စင်ကယ်ဟာလူတိုင်းအတွက်ဖြစ်နိုင်တယ်ဆိုတာကိုပြသနိုင်ခဲ့ပါတယ်မော်တော်ယာဉ်ထဲမှာလူကြိုက်အများဆုံးရောင်းအားမြင့်ဆုံးအဖြစ်သမိုင်းဝင်ခဲ့ပါတယ်နောက်ဆုံးအနေနဲ့စူပါကတ်ဟာကဘာတဝမ်းမှာတန်း100ကျော်ရောင်းချနိုင်ခဲ့ပြီးတော့ဟွန်ဒါဟာနိုင်ငံခြားဈေးကွက်တွေမှာရောမြန်ဆန်နဲ့ဝင်ရောက်လာနိုင်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ1959ခုနှစ်မှာဟွန်ဒါကလော့အန်ဂျယ်လီမှာသူတို့ရဲ့ပထမဦးဆုံးသောအမေရိကန်ရောင်းချုပ်ကိုဖွင့်လှစ်နိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာဂျပန်ထုတ်လုပ်သူအများစုဟာတောင်အမေရိကဈေးကွက်တွေကိုဝင်ရောက်ဖို့ကြောက်နေကြသေးတဲ့အချိန်ကာလပဲဖြစ်ပါတယ်ခင်ဗျာ။ဒါပေမဲ့ဟွန်ဒါကတော့တာမန်ဈေးကွက်ဝင်သူတဦးမဟုတ်ပဲဈေးကွက်ကိုပြန်လည်ပုံဖော်သူတဦးအနေနဲ့ရဲရင်စာဝင်ရောက်လာခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။အဲ့ဒီအချိန်မှာအမေရိကန်ဈေးကွက်ကိုဟာလေဒဗီဇင်လိုပြိုင်ဖက်ကြီးတွေဥရောပဘက်က BMW တို့လိုထုံးစံအတိုင်းဆွဲမြင်းနေတဲ့အမတ်တစိတ်တွေရှိနေတာမလို့ဟွန်ဒါလိုအသေးစားထုတ်လုပ်သူတွေအတွက်ခြေတလန်းတိုးဝင်လာခြင်းဟာတော်တော်လေးကိုအခက်အခဲတွေ့စေခဲ့ပါတယ်ဒါပေမဲ့ဟွန်ဒါရဲ့နီးဗျူဟာကတော့ထူးခြားပါတယ်သူတို့ရဲ့ရည်ရွယ်ချက်ကရိုးရာစင်ငယ်သမားတွေကိုအနိုင်ယူဖို့မဟုတ်ပါဘူးသိငယ်ပြီးဈေးသက်သာတဲ့စင်ငယ်တွေကိုလူထုတွေစီကိုပို့ဆောင်နိုင်ဖို့ပဲဖြစ်ပါတယ်ခင်ဗျာဟွန်ဒါဟာထုတ်လုပ်မှုအရေးသွေးတွေကိုထိန်းချုပ်ပြီးလုပ်ငန်းစဉ်တိုင်းကိုစနစ်တကျနဲ့ချမှတ်ခဲ့ပါတယ်1960မှာတော့ဟွန်ဒါဟာကမ္ဘာအကြီးဆုံးစင်ငယ်ကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပါတော့ဟွန်ဒါဟာထုတ်လုပ်မှုအပိုင်းမှာရောဈေးကအပိုင်းမှာပါအောင်မြင်မှုတွေရရှိခဲ့ပါတယ်ဒါပေမဲ့ဟွန်ဒါကအဲ့လောက်နဲ့မကျေနပ်နိုင်သေးပါဘူးဘိုင်းနဲ့စင်ငယ်ဟာအစသာရှိသေးပြီးတော့မော်တော်ကားထုတ်ဖို့အတွက်ကိုကြိုးပမ်းခဲ့ပြန်ပါတယ်ခင်ဗျာဂျပန်နိုင်ငံအတွင်းမှာမော်တော်ကားဈေးကွက်ကနည်းနည်းလေးသာရှိပေမဲ့ပြင်ဆင်မှုတွေကတော့ပြင်းထန်နေခဲ့ပါတယ်။ဒါပေမဲ့ဟွန်ဒါဟာအဲ့လိုပြင်ဆင်မှုတွေကိုကြောက်လန့်ခြင်းမရှိပဲအခြားကုမ္ပဏီတွေရှိနေခြင်းဟာအခွင့်အလမ်းတစ်ခုသာဖြစ်တယ်လို့ယူဆခဲ့ပါတယ်ခင်ဗျာ။1963ခုနှစ်မှာဟွန်ဒါဟာပထမဆုံးမော်တော်ကားမီနီထွက်ကိုစတင်မိတ်ဆက်နိုင်ခဲ့ပါတယ်။မကြာခင်မှာပဲသူတို့ရဲ့စင်ကယ်အင်ဂျင်ပါဝါနဲ့ S900 ကိုလည်းစတင်မိတ်ဆက်လာနိုင်ခဲ့ပါတယ်။ဈေးကွက်ထဲမှာအများအပြားမရောင်းရခဲ့ပေမဲ့ဟွန်ဒါရဲ့မော်တော်ကားလောကထဲကိုဝင်ရောက်လာခဲ့တဲ့ပထမဆုံးရှီလန်းပဲဖြစ်ပါတယ်ခင်ဗျာ။1960ခုနှစ်တည်းမှာဟွန်ဒါဟာဈေးနှုန်းတက်တာပြီးစွမ်းဆောင်ရည်ကောင်းတဲ့ကားတွေကိုထုတ်လုပ်ဖို့အတွက်စူးစမ်းခဲ့ပါတယ်။တချို့အနောက်တိုင်းကုမ္ပဏီတွေဟာကိုယ်ထည်ကြီးမားပြီးစီးအလွန်စားတဲ့ကားတွေကိုထုတ်လုပ်နေခဲ့ပေမဲ့ဟွန်ဒါကတော့အင်ဂျင်ပါဝါသေးသေးနဲ့အသုံးတည့်မဲ့ကားတွေကိုထုတ်လုပ်ဖို့အတွက်ဦးတည်ခဲ့ပါတယ်ခင်ဗျာ1982ခုနှစ်မှာဟွန်ဒါဟာဟွန်ဒါစီဗစ်ကိုထုတ်လုပ်မိတ်ဆက်နိုင်ခဲ့ပါတယ်စီဗစ်ဟာရိုးရှင်းတဲ့ဒီဇိုင်းစီစားနေတဲ့စွမ်းဆောင်ရည်တွေနဲ့ဈေးကွက်ထဲကိုဝင်ရောက်လာနိုင်ခဲ့ပါတယ်ခင်ဗျာအဲ့ဒီအချိန်မှာကဘာတဝမ်းလုံးမှာရေနံဈေးမြင့်မားလာတာကြောင့်ကားမောင်းသူတွေဟာစီစားတက်တာတဲ့ကားတွေကိုရွေးချယ်လာခဲ့ကြပါတယ်။စီဗစ်ဟာဒီလိုအပ်ချက်တွေကိုအချိန်မှန်နဲ့ဖြည့်ရှင်းပေးနိုင်တဲ့ကားတစ်စီးဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့အမေရိကန်ဈေးကွက်မှာစီဗစ်ဟာလူသုံးအများဆုံးဖြစ်လာခဲ့ပါတယ်။1986ခုနှစ်မှာစီဗစ်ဟာအယောင်ရဆုံးကားဖြစ်လာခဲ့ပြီးတော့ဆယ်စုနှစ်အတော်ကြာအထိဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်ခင်ဗျာ။1980ပြည့်နှစ်တွေမှာဟွန်ဒါဟာကုမ္ပဏီကြီးတစ်ခုဖြစ်လာခဲ့ပြီးတော့သူတို့ရဲ့ကားတွေနဲ့စင်ငယ်တွေဟာကမ္ဘာတဝန်းလုံးမှာအောင်မြင်မှုတွေဖုံးလွှမ်းလာနိုင်ခဲ့ပါတယ်ဟုတ်တယ်။ဒါပေမဲ့ဟွန်ဒါဟာအောင်မြင်မှုပေါ်မှာမိခိုဖို့အယုံကြည်မရှိခဲ့ပါဘူး။1983ခုနှစ်မှာကုမ္ပဏီဥက္ကဋ္ဌနေရာကနေတရားဝင်နှုတ်ထွက်ခဲ့ပြီးတော့ဟွန်ဒါရဲ့ဥတီချက်တွေကိုတော့လမ်းညွှန်ပေးနေဆဲဖြစ်ပါတယ်။ကုမ္ပဏီမှာရှိတဲ့အင်ဂျင်နီယာတွေကိုလွတ်လပ်စွာစမ်းသပ်ခွင့်ပေးခဲ့ပြီးတော့စံနှုန်းတွေကိုလည်းဆင့်ခေါ်ခွင့်ပေးခဲ့ပါတယ်။ဟွန်ဒါဟာဂျပန်နိုင်ငံတွင်မကပဲကမ္ဘာတဝန်းမှာပထမဆုံးသောပြင်ပစက်ရုံများကိုလည်းတည်ထောင်လာနိုင်ခဲ့ပါတယ်။1982ခုနှစ်မှာအမေရိကန်နိုင်ငံအိုဟိုင်းယိုပြည်နယ်မှာမော်တော်ကားစက်ရုံကိုတည်ဆောက်နိုင်ခဲ့ပါတယ်။ဒါဟာကုန်ကျစရိတ်ချော့ချပေးပြီးတော့ကုန်သွယ်ရေးတင်းမာမှုကိုလည်းဖြေရှင်းနိုင်ခဲ့ပါတယ်။
1960နောက်ပိုင်း Honda ရဲ့နောက်ထပ်ရှီလန်းကတော့ Formula 1 ပြိုင်ပွဲတွေမှာပါဝင်နိုင်ခဲ့ပြီး1980ခုနှစ်တွေမှာ Williams နဲ့ McLaren အသင်းတွေအတွက်အင်ဂျင်တွေတပ်ဆင်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ1986ခုနှစ်မှာ Honda ဟာ Acura စင်ခံကားကိုအမေရိကန်ဈေးကွက်မှာစတင်မိတ်ဆက်နိုင်ခဲ့ပါတယ်ခင်ဗျာAcura ရဲ့စွမ်းဆောင်ရည်မြင့်မားမှုနည်းပညာခေတ်မီမှုတွေကြောင့်ဥရောပကားလောကမှာရှင်ပြိုင်နိုင်ကြောင်းသက်သေပြနိုင်ခဲ့ပါတယ်ဒါဟာ Honda ရဲ့အရေးအသွေးစမ်းသစ်တီထွင်မှုမစုံမနစ်အာရုံစိုက်မှုတွေကြောင့်ဖြစ်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ1990ခုနှစ်အစောပိုင်းမှာ Honda ဟာစိန်ခေါ်သူမဟုတ်တော့ပဲပြိုင်ဖက်တွေရဲ့လေးစားမှုဖောက်သည်များရဲ့ယုံကြည်မှုစီးပွားရေးလုပ်ငန်းရှင်များမှဝိုင်းဝန်းအားထားမှုတွေရလာတဲ့ခေါင်းဆောင်တဦးဖြစ်လာခဲ့ပါတော့တယ်Honda ဟာ1992ခုနှစ်မှာကွယ်လွန်သွားတော့လဲသူ့ဝန်ထမ်းတွေရဲ့ဖန်တီးမှုစံနှုန်းဟာယနေ့အထိ Honda ကိုဥဆောင်နေနိုင်တာပဲဖြစ်ပါတယ်ခင်ဗျာ Honda ဟာမော်တော်ဆိုင်ကယ်နဲ့ကားတွေလက်စစ်ကားတွေအပြင်2000ခုနှစ်မှာအစီမိုဆိုတဲ့လူသားဆက်ရုပ်ကိုစတင်မိတ်ဆက်နိုင်ခဲ့ပါတယ်ခင်ဗျာယနေ့မှာတော့ Honda ဟာနိုင်ငံပေါင်း150ကျော်မှာလည်ပတ်နေပြီးလူပေါင်း2သိန်းကျော်နှစ်စဉ်ဒေါ်လာ100ဘီလီယံအထိရရှိနေတာပဲဖြစ်ပါတယ်ခင်ဗျာHonda ရဲ့ဘဝခီးလန်းဟာလွယ်ကူခဲချင်းမရှိပဲညင်းပယ်ချင်းကြာဆုံးချင်းတွေနဲ့ကြုံတွေ့ခဲ့ရပေမဲ့သူဟာဘယ်တော့မှလက်မလျှော့ခဲ့ပါဘူးသူဟာအသက်15နှစ်မှာကျောင်းထွက်ခဲ့တယ်စက်မှုနည်းပညာနဲ့တက်တုပေတာကောင်းဆောင်မှုတို့ကိုသင်ကြားခဲ့တယ်Honda ဟာစုပ်ယုပ်မှုများစက်ရုံဘုံကွဲမှုများမအောင်မြင်သောကုန်ပစ္စည်းများရက်ဆက်ကြမ်းကြုတ်သောမတော်တဆမှုများနဲ့ကြုံတွေ့ခဲ့ရပြီးတော့အဲ့ဒါတွေဟာသူ့ရဲ့ဆုံးဖြတ်ချက်ကိုပုံမှုပြီးတော့ထက်မြက်စေခဲ့တယ်သူ့အတွက်ရှုံးနိမ့်မှုကအဆုံးမဟုတ်ပဲတည်ထင်မှုရဲ့အစဖြစ်ခဲ့တယ်မင်းဘေကစလုပ်လဲဆိုတာကအရေးမကြီးပါဘူးမင်းသွားချင်တဲ့အတိုင်းတာကပိုပြီးအရေးကြီးပါတယ်ဒါက Honda ရဲ့စိတ်သက်နဲ့အောင်မြင်မှုအကြောင်းအရာတွေပဲဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ Sohayo Honda ရဲ့ဘဝဆက်ကြောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာအဆုံးထိနားဆင်ပေးတဲ့တူဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်လဲဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးခဲ့ကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ